ဖို့အတွက်မိမိဤဘက်ကပဲစပြောလာအောင်ကြိုးစားရမယ်။ယောက်ျားတွေဟာလမ်းခွဲစကားမပြောဘူး။လမ်းခွဲအောင်ပဲလုပ်တာဆိုတဲ့အစာတို့ကလေးကိုတတိယမိတော့ကျွန်တော်ပြုံးမိသေးတယ်။ဒီနေရာမှာပြောရအောင်မယ်အခုမိမိအပေါ်ကျွန်တော်ကျူးလွန်ခဲ့တဲ့နှလုံးသားခိုးယူမှုဟာရက်ဆက်လွန်ရကြမလားကျွန်တော်တကယ်ပဲရုံးမှလွန်သွားခဲ့ပြီလားစိတ်မကောင်းမှုနဲ့တနာမှုကိုကျွန်တော်တပြိုင်တည်းခံစားလိုက်ရတယ်ကျွန်တော်လိုယောက်ျားမျိုးကိုဘယ်မင်းကလေးကမှလိုချင်မှမဟုတ်ဘူးမတတ်နိုင်ဘူးလို့ပဲတွေးရင်လေးပူတွေကိုမှုတ်ရင်တပြင်းတွေအချိန်ချင်းချရတာကအမေတို့ပြောသလိုဆိုရင်အသက်တာတိုးရလွန်းလို့နလန်ပြန်ထူနိုင်လိမ့်မယ်လို့တောင်ထင်စရာမရှိတော့ဘူးဒီလိုမွန်းချက်နေချိန်မှာနှင်းနှုတ်နဲ့ခရီးထွက်ရမယ်အကြောင်းအမေစီကဖုံးဆက်လာတယ်လူကြီးချင်းလည်းရင်းနှီးကြတာမို့အမေကကျွန်တော်ကိုနှင်းနှုတ်နဲ့သဘောတူတယ်မိတ်ဆွေကနေဆွေမျိုးဖြစ်ရင်နှစ်အိမ်တအိမ်နေကြမယ်ပေါ့ဒီအကြောင်းကိုသာမိမိသိရင်ငိုရလုံးလို့မျက်ရည်တွေတောင်ကြံမှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဒီအကြောင်းကိုမိမိရှိမပြောရဲခဲ့ဘူးမိမိဟာကြားချင်မှာမဟုတ်ဘူးနောက်တော့မိမိကိုမိမိနဲ့ခရီးထွက်ရမယ်လို့ပဲလိန်လိုက်တယ်ဒါဟာမိမိအပေါ်မှာကျွန်တော်အနေနဲ့ပထမဆုံးမိုးတာဝါဒကံကိုကျူးလွန်လိုက်ခြင်းပါပဲခွင့်လွှတ်နိုင်ရကိစ္စမဟုတ်တာမို့ကျွန်တော်မိမိအပေါ်မတောင်းပန်ခြင်းဘူးမိမိကလည်းကျွန်တော်ကိုခွင့်လွှတ်မှာမဟုတ်ဘူးလေကိုကိုသဘောကျနေတဲ့မိန်းမတစ်ယောက်နဲ့ခရီးအတူသွားရတာဟာကန္နာရခရီးချမ်းကိုရှောက်နေရတယ်လို့ပါပဲလွတ်လပ်မှုဆိုတာဘယ်အရာလဲလို့မင်းရလောက်တဲ့အထီကိုပင်မလွန်းလာပါတယ်ယောက်ျားဖြစ်ပြီးမပြတ်သားစိတ်ရှိနေတဲ့ကျွန်တော်ကိုကျွန်တော်လည်းအားမရဘူးကျွန်တော်ဟာဘာဖြစ်ချင်နေတာလဲဒီခရီးဟာနှင်းမှုတစ်ယောက်တည်းသွားလေရတဲ့ခရီးတစ်ခုပါဒါပေမဲ့လူကြီးတွေကတော့ပွင့်ရင်းနှီးစေချင်လို့ကျွန်တော်ကိုလိုက်သွားတယ်ကျွန်တော်နှင်းမှုအပေါ်အပြက်ပြောထားပြီးပြီဒါကိုနှင်းမှုကလူကြီးတွေကိုပြန်ပြောထားသေးသလားဆိုတာကိုကျွန်တော်မသိဘူးဒီလိုလူငယ်ချင်းဖြစ်တဲ့ကိစ္စကိုတော့နှင်းမှုအနေနဲ့လူကြီးတွေစီကိုပြန်မပြောတော့ဘူးလို့ထင်ပါတယ်ခရီးဟာစုစုပေါင်း3ရက်ကြာခဲ့တယ်ခရီးကပြန်ရောက်ရင်ကျောင်းကိုသွားရမယ်ကျောင်းကိုရောက်ရင်မိမိနဲ့တွေ့မယ်မိမိနဲ့တွေ့ခဲ့ရင်မိမိနဲ့သာတွေ့ခဲ့ရင်မိမိမေးမဲ့မိကုန်းတွေကိုကျွန်တော်ဖြေရမယ်ကျွန်တော်ဘာဖြေရမှာလဲဘလို့ဖြေလိုက်တယ်လဲဘလို့အဖြေကမိမိကိုစိတ်သက်သာရစေလိုက်မလဲရန်ကုန်တက္ကသိုလ်ကြီးဟာတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့အယောင်ဆုံးသောပန်းချင်းကြီးပမာလှပနေတယ်ကျောင်းသားတွေကလည်းကိုစီအုပ်စုဖွဲ့လို့ရှိနေကြတယ်ရီမောတန်စကားပြောတန်တချင်းဆိုတန်ဆဲရီတန်စတဲ့အတန်တွေဟာကျမနာတွေဝင်လာလိုက်ထွက်သွားလိုက်နဲ့ဘယ်အရာကိုမှမမေ